အတီးအမွှကိစ္စတော့စိတ်ရှက်မခံပါနဲ့တခါကပေါ့တဘောကောင်းနဲ့အာရတ်အဖိုးကိုတယောက်ရှိတယ်အဖိုးဟာအပူပင်ကင်းလာကြောင်းညခေါင်းအောင်ကိုခေါင်းနဲ့ထိတာနဲ့တပြိုင်နက်တည်းအိတ်ပြိုလေးရှိတယ်နောက်တစ်ခုကတော့အဖိုးအိုမှာအင်မတန်ရှည်လျားလေအဖြူရောင်မုတ်စိတ်ရှည်လည်းရှိပါတယ်အာရအဖိုးဟာအဲ့ဒီကိစ္စနှစ်ခုလုံးကိုသူ့ကိုယ်သူဂယူနီလေးရှိတယ်သူနဲ့စကားစမြည်ပြောသမျှလူတိုင်းကိုလည်းသူ့မုတ်စိတ်အကြောင်းနဲ့သူ့ရဲ့ခေါင်းအုံးနဲ့ခေါင်းထီတာနဲ့အိတ်ပြိုလေးရှိတဲ့အကြောင်းကိုလည်းအလွန်အမင်းကြွားဝါပြီးပြောလေးရှိတယ်တခါတော့သူ့ရဲ့3 နှစ်အရွယ်မြေးကလေးကသူ့ကိုမေးတယ်ဖိုးအိတ်တဲ့အခါမုတ်စိတ်မွေးကိုစောင်းအပြင်မှာထားအိတ်လားစောင်းအထဲမှာထားအိတ်လားအဖိုးဟာသူဘလို့အိတ်မိလဲဆိုတာကိုတတိမထားမိလေဘူးတေချာပြန်စဉ်းစားမိမဲ့လေမမှတ်မိဘူးပေါ့အဲ့ဒါနဲ့အဖိုးကိုလေဒီညအိတ်တဲ့အခါဖိုးတေးသေးချာချာမှတ်ထားမယ်လို့သူ့ရဲ့မြေးကလေးကိုပြောလိုက်တယ်ညအိတ်ရဝင်တဲ့အခါအင်မတန်မှချမ်းအေးပါကြောင်းအဖိုးဟာစောင်းကိုဆွဲပြီးသူ့ကိုယ်ပေါ်ချုံလိုက်တယ်အဲ့ဒီအချိန်မှာပဲသူဟာနေခင်းကမြေးကလေးမြေးလိုက်တဲ့မေကုန်းကိုချက်ချင်းပဲတတိရလိုက်တယ်သူဟာခဏငြိမ်နေပြီးသူ့မုတ်စိတ်မွေးဟာစောင်းအပြင်းမှာလားအထဲမှာလားဆိုတာကိုတုံးတက်နေခဲ့တယ်အထဲထားအိတ်တာပဲဖြစ်မှာပါလို့တွေးပြီးမုတ်စိတ်မွေးကိုအထဲထက်စောင်းချုံပြီးသူလဲလျောင်းလိုက်တယ်ဒါပေမဲ့အဖိုးဟာအစင်မပြေဖြစ်လာသလိုခံစားလာပြန်တယ်ဒါကြောင့်သူဟာမုတ်စိတ်မွေးကိုစောင်းအပြင်ကိုထောက်ပြီးပြန်အိတ်ပြန်တယ်ဒါပေမဲ့လေမုတ်စိတ်မွေးကိုစောင်းအပြင်ထားအိတ်ရတာကသူ့အတွက်ခိုးလိုခလုဖြစ်လာပြန်တယ်မုတ်စိတ်မွေးကိုအထဲပြန်ထည့်လိုက်တယ်ဒါလေအစင်မပြေသေးပါဘူးလေလူစဉ်းစားမိပြီးစောင်းရဲ့အပြင်ကိုပြန်ထုတ်လိုက်ပြန်တယ်အထဲပြန်ထဲတယ်အပြင်ပြန်ထုတ်တယ်အထဲပြန်ထဲတယ်အပြင်ပြန်ထုတ်တယ်အထဲပြန်ထဲတယ်အပြင်ပြန်ထုတ်တယ်အဲ့ဒီလိုနဲ့အာရတ်အဖိုးအိုဟာမုတ်စိတ်မွေပြဿနာကိုအကြောင်းပြုပြီးတညလုံးအိတ်ဆက်လို့မရတော့ပဲဖြစ်သွားရပါတဲ့နောက်နေ့မနက်မှာတော့အဖိုးအိုဟာသူ့အင်မတန်ဂယူရရဲ့မုတ်စိတ်မွေးတွေကိုလက်နှစ်တစ်လောက်ထိပဲခြံပြီးအကုန်လုံးဖြတ်ပစ်လိုက်ပါတဲ့အဲ့ဒါမှနောက်2 လ 3 လကြာအောင်သူကောင်းကောင်းအိတ်နိုင်မှာပဲဖြစ်တယ်ဒီပုံမြင်လေးကကျွန်တော်တို့ကိုတတိပေးထားတာတခုရှိတယ်အဲ့ဒါကတော့အသေးအမွတ်ကိစ္စကိုအချိန်ကုန်ခံပြီးတွေးခေါ်စဉ်းစားနေမယ်ဆိုရင်စိတ်အေးချမ်းမှာမဟုတ်ဘူးဆိုတာပဲဖြစ်တယ်တချို့တော့ကိစ္စတွေဟာပေါ့ပါလီလှုပ်ဆောင်ရင်ပြီးပြတ်သွားနိုင်ပါလေအသွေးခေါင်နေတတ်တာမျိုးအသေးစိတ်အကွက်ချနေတာမျိုးဟာအကျိုးမရှိနိုင်ဘူးလို့ဆိုလိုချင်တာပဲဖြစ်တယ်တခါတည်းရမှာကိုဟာကိုအစဉ်ပြေနေပါလေတစုံတယောက်ရဲ့မေးခွန်းကြောင့်လမ်းပြောက်သွားတာမျိုးလည်းဖြစ်တတ်သေးတယ်ကျွန်တော်တို့ဟာဂယုစိုက်စရာမလိုတဲ့အကြောင်းတွေကိုယုံကြည်ရတဲ့လမ်းကြောင်းအတွက်အရေးမကြီးတဲ့လူတွေစသဖြင့်အနောက်ရှက်စကားတွေကိုခေါင်းထဲထည့်စဉ်းစားမနေပဲကိုလမ်းကြောင်းကိုပုံမှန်အတိုင်းလေးပဲဆက်လျှောက်တင်တယ်လုံရိုးလုစင်အတိုင်းပြီးဆုံးသွားမဲ့ကိစ္စကိုလုံရိုးလုစင်အတိုင်းပဲပြုတ်လုတင်တယ်လို့ဆိုလိုရင်းဖြစ်တယ်အသေးအမွှကိစ္စများအတွက်အုံနောက်6ရင်းအစဉ်ကင်းကြပါစေ